2021ရဲ့အကောင်းဆုံး K-drama တွေကတစ်ခုချစ်တဲ့ Youth of May ဇလန်းလေးကိုပြန်တင်ဖေးချင်လို့ပါစီကန်တင်ချက်တဲ့ဖခင်ရဲ့လက်အောက်မှာနေခဲ့ရပြီးမတော်တဆမှုတစ်ခုကြောင့်ဈေးကြောင်းသားဘဝကနေပွဲမရနိုင်သေးတဲ့အပြင်ဆရာဝန်ဘဝကိုပါဆွန့်လွတ်ရမလို့ဖြစ်နေတဲ့ဟွမ်ဟီထဲစင်ရဲပြီးချိုးထည့်ပေးမဲ့ဘဝအတွက်ရုန်းကန်စ조사နေတဲ့မာနရှင်ဒူနာဖြူဆရာမလေးခင်ပြောင်ဟီအခြေအနေတစ်ခုကြောင့်နေရောက်သားစုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့လူငယ်တဘာဝအငွေ့အသားလေးတွေနဲ့ရိုသားစူးစမ်းပြီးကိုယုံကြည်ရာကိုရှောက်လန်းစူးစမ်းကြမဲ့လူငယ်လေးတွေရဲ့ romance ဆန်ဆန်မြင်ကွင်းလေးတွေပါမြင်တွေ့ခံစားရဦးမှာပါ။ One again Sweet Home တို့နဲ့နာမည်ကြီးလူသိများလာတဲ့မင်းသားချော်လေးကြောင့်ကြည်ရကြိုနဲ့စေမှာပါနော်။ K-drama လေးငတ်နေကြတဲ့သူတွေအတွက်သတင်းကောင်းပါလို့ပြောချင်ပါတယ်။ဇက်ကားကိုကြည့်ချင်ရင်တော့ကွန်မန့်မှာဟိုင်းခေပေးရုံနဲ့ကြည့်လို့ရမယ့် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ်။ Telegram link ကို bio မှာကြည့်လို့ရပါတယ်။ comment မှာလည်းထည့်ပေးထားပါမယ်ဗျ။ကြည့်ချင်တဲ့ကားများရှိရင် comment မှာမှန်ခေပေးပါဗျ။